Good morning. I am shooting. အင်္ဂလိပ်လိုကျွမ်းနေပြီဖြစ်ကြောင်းပရိသတ်တွေရှေ့ချပြလာခဲ့တဲ့ Anonymous ကဲပရိသတ်တို့၏ဘသူတွေဘာတွေပြောဘယ်တော့မှစကြိုးစားမှုမပြတ်ဘဲရှေ့ကိုသာချီတက်နေခဲ့သူကတော့ Anonymous ပဲဖြစ်ပါတယ်။သူဟာတာမန်သူတယောက်ကနေခုလိုမျိုးအောင်မြင်လာခဲ့တဲ့ပုံမှာလည်းအမော်ကြောင့်မရှိသူတရားဖြစ်ပေမယ့် Anonymous ဆိုတဲ့တန်ကြားတာနဲ့အားပေးမဲ့သူလည်းရှိသလိုထိုးနှက်မဲ့သူတွေကလည်းစက်တိုက်ဆိုသလိုပြည့်နေခဲ့ပါတယ်။သူအနေနဲ့ကတော့တချင်းတက်တွေထွက်ရှိရတဲ့ပတ်သက်ပြီးအချိန်တစ်ခုကြာအောင်ပျောက်သွားခဲ့တယ်လို့ပရိသတ်တွေကတော့အနော်လေးတယောက်ဘာလို့နေလဲဆိုပြီးမေးရတဲ့အထိပျောက်သွားခဲ့တာလို့ပြောရမှာပါ။အခုချိန်မှာဆိုရင်တော့ Anonymous ကတချင်းတစ်တွေကိုဆက်လက်ရိုက်ကူထုတ်လုပ်တော့မှာဆိုတဲ့အကြောင်းနဲ့လူငယ်တယောက်မှရှိသေးတဲ့ English game မှာလည်းထိုးချွနေပြီဖြစ်ကြောင်းချပြလာပါတော့တယ်။အဲ့ဒါပြင်သူတချင်းတွေကိုစောင့်မျှော်နေကြတဲ့ပရိသတ်တွေတက်လဲသူကိုယ်တိုင်ကရေးထားတဲ့တချင်းတစ်တွေနဲ့တူ MVP တွေကိုပါချပြသွားတော့မှာမလို့ဆက်လက်စောင့်မျှော်ပေးဖို့မေတ္တာရက်ခံလာတာပဲဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးတို့အနေနဲ့ရော Anonymous ရဲ့တချင်းတွေကဘယ်တချင်းကိုကြိုက်ဆုံးလဲဆိုတာဖြစ်သွားပြီးခဲ့ပါအောင်ရှင်။အားပေးနာဆင်ကြကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်ရှင်။